မင်္ဂလာပါရှင်ဒီဇင်ဘာလ26ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ပြပေးသွားပါမယ်ရှင်မြန်မာနိုင်ငံအထက်ပိုင်းနယ်လေပိုင်းတို့မှာတောင်ရှေ့တောင်လေများတိုက်ခတ်လာနိုင်ပြီးတောင်ပိုင်းမှာရှေ့တောင်လေများတိုက်ခတ်နေနိုင်ပါတယ်။ဆောင်းမုတ်တုံခြေနေမှာမြန်မာနိုင်ငံအထက်ပိုင်းနယ်လေပိုင်းတို့မှာညအပူချိန်များတိတိသားသားအေးလာနိုင်ပါတယ်။မနက်ပိုင်းမှာချင်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာမြူထူများကျဆင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတိမ်ထူထပ်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်နဲ့ကပ္ပလီပင်လယ်ပြင်တို့မှာတိမ်သင့်ဖြစ်ထွန်းနိုင်ပါတယ်။မိုးအခြေအနေမှာချင်းပြည်နယ်၊စကိုင်းတိုင်းအောက်ပိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမိုးပွဲများရွာနိုင်သည်မှပါကြံဒေသများမှာတာယာနိုင်ပါတယ်။မြမပင်လယ်ပြင်မှာရခိုင်ကမ်းရိုးတန်းဘက်မှာအနောက်တောင်ဘက်မှလေဟာတနအီ9မိုင်မှ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းတင်ရှိနိုင်ပါတယ်။မြဝကျွန်းပေါ်မုဒ္ဓမကွေတနင်္သာရီကမ်းရိုးတန်းဘက်မှာအရှေ့တောင်ဘက်မှလေဟာတနအီ15မိုင်မှမိုင်20ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းတင်မှလှိုင်းကြီးနိုင်ပါတယ်။